လောကကြီးကကျမတို့တွေကိုအကောင်းဆုံးနေဖြစ်ဖို့အမြဲတောင်းဆိုချင်နေကြတယ်။ကျမတို့အားလုံးပျော်ရွှင်မှုနာကျင်မှုတွေနဲ့အတူတကွရှင်သန်ရပ်တည်ကြရတာကအောင်မြင်မှုပါတဲ့။အားလုံးထဲမှာကျမလည်းပါဝင်ပါပဲ။အမျိုးသားကအဝေးကိုထပ်ပြီးငွေရှာတော့ပြည်စုံသလိုနဲ့မပြေဝနေပါဘူး။မမေဖြစ်တဲ့ကိုကပဲနှစ်ဆအာတင်ပြီးသမီးလေးကိုပြိုးထောင်ရပါတယ်။သမီးလေးငငယ်ကဆိုနေမကောင်းဖြစ်တာညတကောင်လည်းမကြောက်နိုင်ဘူး။ကလေးကိုရှိပြီးစေကန်းကိုတယောက်ထဲလည်းပြေးဘူးတယ်။ကျောင်းတက်ချိန်လည်းမမေတူတဲ့သားပါအရန်ကိုစိတ်ပင်ပန်းဝမ်းနေခဲ့ရတဲ့အချိန်တွေမတူညီစွာကြုံတွေ့နေရတော့မှာပဲလောကတဘာဝကပြည့်စုံတာမှမရှိတာဒါကူကလည်းလူသားဆန်နေတာတဲ့ငွေကကိစ္စတော်တော်များများကိုဖြည့်ရှင်းလို့ရနိုင်ပါတယ်ဒါပေမဲ့လည်းအမျိုးသားနားမှမရှိရင်စိတ်ပိုင်းဆိုင်ရာမလုံခြုံတာအကူရမဲ့တယ်လို့ပြိုလဲပင်ပန်းနေရင်တော့အရန်အတင်းထားရတယ်နေမကောင်းနေလဲကိုယ်တိုင်ပဲလုပ်ရတယ်ပေါ့ရှင်ပုံမှန်နေထိုင်နေရင်လှုပ်ရှင်တဲ့အလုပ်တွေလုပ်နေရရင်ပျော်ပေမဲ့ဒီခါတလေအတွေးများတဲ့ရက်တွေဆိုငါဒီမိသားစုကိုထိနိုင်ပါမလားဆိုပြီးတန်တရားတွေဝင်နေတတ်ပါတယ်။ယောက်ျားအဝေးမှာမှုအနေထိုင်ပြုမှုကအစပတ်ဝန်းကျင်ရဲ့နှုတ်ဖျားမှာဝိစားနဲ့တိုင်းတာတယ်။ပေါ်ရံမြင်နဲ့ဝေဖန်ကြတယ်။အတော်လေးကိုစိတ်ရောနှုတ်ရောကျမြောင်းကြတဲ့လူအရှို့တွေများကြတယ်။အရှို့အမျိုးသမီးလေးတွေအကြောင်းမျိုးမျိုးကြောင့်အိမ်အောင်ကွဲပြီးကိုယ်ထဲမမေဖြစ်ရက်တည်နေကြတဲ့သူမတို့ကိုတအားလေးစားမိပါတယ်။အိမ်အောင်ကြီးပြိုကွဲတာအပြစ်မဟုတ်ပါဘူး။ရှုံးနေမှုလည်းမဟုတ်ပါဘူး။သူမတို့ရဲ့တန်ဖိုးကိုအိမ်တော်ရေးကြဆုံမှုတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။လူတိုင်းရှင်နေမျိုးမျိုးစီမှာရှိနိုင်တယ်လေ။တကူတည်းမမေဖြစ်ရက်တည်ဖို့ရွေးချယ်တဲ့အခါသူမတို့ပေါ်မှာအကြီးဆုံးစိတ်တန်ရာပေးတာမိသားစုဝင်တွေပါပဲ။စဉ်းစားကြည့်ပါ။ကိုဤသမီးညီမအမဖြစ်သူကသူမရဲ့အိမ်တော်ပွဲဖို့ဆုံးဖြတ်တာလွယ်ကူတဲ့ဆုံးဖြတ်ချက်တို့ထင်တာလားရှင်။သူမတို့ပိုပြီးခံစားရဆုံးဖြစ်မှာပါ။မိသားစုအရင်းချတွေကပိုပြီးနှွေးထွေးပေးတဲ့နာပါ။မျိုးသမီးတော်တော်များများအိမ်အောင်ပြုတ်ပြီးရင်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဒီအိမ်အောင်ရေးမှာမြုပ်နှံလိုက်ကြတယ်။ကိုယ်ပိုင်ဆန္ဒတွေကိုရှုပ်တီးတီးခံရင်နေသွားကြတဲ့အမျိုးသမီးတွေအများကြီးပါ။တကူတည်းရက်တည်နေကြတဲ့သူမတို့ရဲ့အခက်ခဲကကျမတို့တွေးထားတာတက်ကိုပိုပါတယ်။ငွေကြေးလေးရှာဖို့လိုအပ်လာပြီးသားသမီးကိုလည်းပြိုးထောင်ရအောင်မယ်။လိုအပ်ချက်တွေများလာတဲ့လောကကြီးတဲ့အိမ်ပိုင်မရှိရင်အိမ်သားကအတွက်ပူရမယ်။စားတော့ရှင်သန်ဖို့ပြင်သားသမီးရဲ့ပညာရေးအတွက်ပါရုန်းကန်ရအောင်မယ်။ကိုယ်တိုင်စဉ်းစားကြည့်ရုံလေးတင်အရန်မွန်းကျက်လာတာပါဘဝရဲ့ပင်ပန်းခက်ခဲမှုတွေကိုရင်ဆိုင်ရင်မိမိသားသမီးတွေကိုပြုစုပြုထောင်နေကြတဲ့စင်ကမန်းတွေရဲ့ဘဝကိုလက်နက်ချိုင်ချိုင်စာနာနားလည်မိစေတာကတော့ဆီယာမယူကူယူဆူရှိမရဲ့ Territory of Light ကမိမောင်းထုတ်ပြခဲ့ပါတယ် Territory of Light ကိုရွှေနှုတ်အပ်မှာဖတ်လို့ရပါတယ်ရွှေနှုတ်မှာ subscription ဝယ်ရင် music view SN26 ဆိုတဲ့ကုတ်လေးနဲ့တောင်းဝယ်ပါနော်ဝမ်ရီယာကို9000နီးပါးတောင်တက်တာပါလိမ့်မယ်ရွှေနှုတ်အက်က digital စာချင်းတိုက်ကြီးတစ်ခုပါနာမည်ကြီးဘာသာပြန်စာအုပ်တွေကိုနိုင်ဝက်အတွင်းဖတ်လို့ရော2000လိုပါရတဲ့အပ်တစ်ခုပါဒီ Territory Online စာအုပ်ထဲမှာသူမဟာခက်ခဲမှုတွေကိုကျော်လွှားရင်ရုပ်ရှင်ဆန်ဆန်အောင်မြင်သွားမှာတော့မဟုတ်ပါဘူးဆိုတဲ့စကားလေးကိုအရန်သဘောကျမိပါတယ်ရုန်းကန်ရင်းကနေလာတဲ့ဘဝတိုးတက်စေမဲ့လမ်းတွေရှာတွေ့လာမယ်စန့်ကျင်ဘက်ခန်းစားချက်တွေအတူတကွတည်ရှိနေမယ်လူသားတယောက်ဆိုတာတတိပေးနေတဲ့ခံစားမှုဝင်ထုတ်ဝင်ပိုးတွေနဲ့ရှေ့ကိုဆက်ချောက်နေရင်တကူရဲမမေဖြစ်ဖို့ရွေးချယ်ခဲ့ကြတဲ့မျိုးသမီးတိုင်းကိုခွန်အားပေးနေမှာအသေးကြပါရှင်ကျမတို့ရဲ့မျိုးသမီးလေးများရေအားတင်းထားကြရအောင်ပါနာကျင်နေရင်တော့ကိုကိုသာရွေးချယ်ပါနော်မဝေးတဲ့တနေ့မှာတော့မိခိုကင်းကင်းနဲ့တောက်ပတဲ့လေးအောင်လေးစီရောက်မှာပါ